မင်္ဂလာပါအမတဲ့ green card မရသေးတဲ့ဒုက္ခတွေတွေကိုဖမ်းမယ်ဆိုအဲ့ဒါဟုတ်လားတဲ့အဲ့လိုမျိုးမေးတယ်ပေါ့နော်ဆိုတော့refugee တွေဟာကျမတို့ refugee တွေဟာ green card မရခင်ကတည်းကနေတရားဝင်ရောက်လာသူတွေဖြစ်ပါတယ်အဲ့ဒါသိဖို့ရည်ကြီးရယ်နော်ကျမတို့မှာ I-94 ရှိတယ်အလုံးလုံးနိုင်ဖို့အတွက်လည်း work permit လည်းရှိတယ်ဆိုတော့တရားဝင်နေထိုင်သူတွေဖြစ်ပါတယ်နော်ဆိုတော့ green card မရှိလို့အဖမ်းမခံရပါဘူးเนาะအဖမ်းမခံရပါဘူးကျမတို့ဟာ legally တရားဝင်နဲ့နေထိုင်သူတွေဖြစ်ပါတယ်အဲ့ဒါကတခုသိဖို့အရင်အရေးကြီးပါတယ်ဒါပေမဲ့တချို့လူတွေပေါ့နော်ဒီ February 18ရက်နေ့2026လွန်ခဲ့တဲ့လပေါ့အဲ့ဒီမှာUSCIS နဲ့အခုလက်ရှိတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ထုတ်ပြန်တဲ့စာတွေကိုsocial media တွေမှာဖတ်ရတာတွေ့ရတာတွေရှိလို့အခုလိုမျိုးစိုးရိမ်စိတ်တွေရှိတယ်လို့ကျွန်မထင်တယ်ပေါ့နော်ဆိုတော့ဒီ February လမှာသူတို့ထုတ်ပြန်လိုက်တဲ့စာကြောင့်လဲဒီနိုင်ငံကရှိနေတွေတရားယုံကြည်တွေကလည်းပဲအဲ့ဒါကိုကန့်ကွက်နေကြပါတယ်သူတို့တွေလည်းလှုပ်ရှားနေကြတယ်အရန်ကြီးစိုးရိမ်မှုမရှိပါဘူးဒါပေမဲ့ကိုကဒီမှာရောက်တာတစ်နှစ်ရှိပြီပေါ့နော်တစ်နှစ်ရှိပြီဆိုရင်ကိုက green card ရှောက်ရမယ်ရှောက်ရမယ်နော်ကိုလာတဲ့ရုံးကလူတွေကတကယ်လို့များကို appointment တွေပါတယ်မပေးဘူး medical record တွေပါတယ်ယူဖို့မလုပ်ပေးဘူးဆိုရင်ကိုဟာကိုဖုန်းခေါ်ပြီးတော့ medical record ကိုစုံစမ်းရမယ်ကိုရဲ့ရုံးကနေကိုလုပ်ပေးတာကြီးပဲမဆောင်ပဲနဲ့ပေါ့နော်မေးတင်တာကိုကိုရိုင်းကလည်းဒီမှာတစ်နှစ်ရှိပြီကျမတို့ green card ရှောက်လို့ရပြီမလားကျွန်တော်တို့ရဲ့ medical record ယူဖို့ appointment ကျွန်တော်တို့ကိုဟာကို appointment ယူရမှာလားရုံးကလူတို့ရယူပေးမှာလားအဲ့လိုမျိုးတွေမေးပြီးရင်medical record ရပြီဆိုရင်လည်းအချိန်မဆောင်ဆိုင်ပဲနဲ့အမြန်ဆုံး green card ရှောက်ပါနော် green card ရှောက်ရမယ် green card ရှောက်တဲ့နေရာမှာလည်းပဲကိုလာတဲ့ရုံးကလူတွေကလည်းရှောက်ပေးတယ်ဒီဂျန်နယ်လိုကလည်းရှောက်ပေးတယ်လို့ရှိမယ်ကိုရှောက်တတ်ရင်ရှောက်တတ်တယ်လို့သူ့ရဲ့ form တွေကတော့ USCIS website မှာအကုန်လုံးရှိပါတယ်ရှောက်ပြီးတော့ form တင်ပြီးတိတ်မကြခင်ပေါ့နော်7 to 15 days 10ရက်ဝန်းကျင်လောက်မှဆိုရင် तू လက်ခံရရှိကြောင်းစာတွေပြီးတော့စာရွက်2ရွက်3ရွက်သူတို့ပို့လာတယ်ဆိုရင်တခုခုဖြစ်ခဲ့ရင်တောင်အဲ့ဒီရှိတဲ့စာတွေကိုပြလို့ရပါတယ်အဲ့ဒါလူတွေစိုးရိမ်တဲ့လူတွေတချို့တွေမေးတဲ့အတွက်ကြောင့်မလို့ကျွန်မတိတ်ပြီးတော့စိုးရိမ်ဖို့မရှိပါဘူးလို့ကျွန်မတို့ဒုက္ခတွေဟာလည်းပဲဒုက္ခတွေနဲ့ဝင်လာပေမဲ့တရားဝင်နဲ့ဝင်လာတာဖြစ်ပါတယ်လို့ bye bye